မင်္ဂလာပါကလေးလေးတို့ရေဒီနေ့ပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့ဂူကားကောင်လေးနဲ့ပြောစရာတော့အုပ်လေးတဲ့တခါတော့ကတော့အုပ်လူတစ်ခုမှာတရိတ်ဆန်တွေကပျော်ပျော်ရွှင်ရွှင်စီစီလုံးလုံးနဲ့နေကြတယ်တဲ့အတူတူအစားရရှာအလုပ်တွေအတူတူလုပ်ပြီးမရှိတဲ့သူကိုရှိတဲ့သူကဝေမျှပြီးတယောက်ကိုတယောက်ကူညီရင်းနဲ့ငင်းချမ်းပျော်ရွှင်တဲ့တော့အုပ်ကလေးဖြစ်နေတာပေါ့အဲ့ဒီတော့အုပ်လေးရဲ့အလွန်မှာတော့ကျောင်းနဲ့ကြီးတစ်ခုရှိတယ်တဲ့အဲ့ဒီကျောင်းနဲ့ထဲမှာအရန်ဆိုတဲ့ဂူကားကောင်နေကြတယ်တဲ့အဲ့ဒီဂူကားကောင်တွေကလေတောအုပ်ထဲမှာနေတဲ့တရိတ်ဆန်လေးတွေစီလုံးပျော်ရွှင်နေတာကိုမကြိုက်ကြပဲနဲ့အရန်ပဲဖြက်စီးချင်နေကြတာတဲ့သူတို့ကပျော်နေတဲ့သူတွေစီလုံးနေတဲ့သူတွေကိုဖြက်စီးရမှာအရန်ခက်နေလို့တနေ့မှာဘယ်လိုဖြက်စီးရမလဲလို့ကြံစည်နေကြတာပေါ့ဂူကားကောင်တွေစဉ်းစားရင်ကြံစီရင်းနဲ့အဖြေတစ်ခုရသွားတယ်ဒီတော့အုပ်လေးကတရိษံနေရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးခြင်းရင်အကောင်းဆုံးနည်းလမ်းကသူတို့တွေတယောက်ကိုတယောက်မချစ်တော့ရင်သူတို့မပျော်ကြတော့ရင်အဲ့ဒီတော့အုပ်တစ်ခုလုံးကပျက်စီးသွားမယ်ဆိုတဲ့အဖြေကိုဂူကားကောင်တွေကရှာတွေ့သွားတာပဲတဲ့ဒီလိုနဲ့ဂူကားကောင်တွေဟာမွေးအသွင်ကိုပြောင်းပြီးတော့ဆန္နာကိုတခါတလေအစာရှာဖို့လာတဲ့တရိษံလေးတွေကိုမိတ်ဖွဲ့ချင်းကပ်ပြီးတော့ကျွန်တော်တို့နေနေတဲ့အတိုင်းပြည့်စည်သွားလို့ကျွန်တော်တို့ကိုနေစရာလေးများပေးနိုင်မလားလို့တနာအောင်ပြောပြီးတော့အခုညီတောင်းတာပေါ့တနာချင်တာတဲ့တရိษံလေးတွေကလည်းဟာရတာပေါ့နေစရာပေးပါမယ်လာနေပါဆိုပြီးသူတို့ရဲ့နေစရာကိုခေါ်သွားလိုက်တယ်တဲ့မွေးဟန်ဆောင်ထားတဲ့ဂူကားကောင်တွေကလည်းတရိษံလေးတွေနဲ့အတူတူရောနေကြရင်သဘောကောင်းခြင်းရောင်ဆောင်ပြီးတော့မှအမျိုးမျိုးသွေးထိုးတော့တာပေါ့ကိုမြောက်ကညီလေးသမင်အတွက်ငပြောသည်ခူးပေးနေတာကိုလေကိုမြောက်ကိုဘာလို့ခူးပေးနေတာလဲသူ့ဟာသူမြက်ပဲစားပါစေပေါ့သူ့မြက်ကြတော့ကိုစားလို့မှမရတာကိုပြောသည်ကိုဘာလို့သူ့ကိုကြွေးတာလဲလို့အမြဲတမ်းပဲခဏတော့ပြောနေတယ်တဲ့စစချင်းမှာတော့ကိုမြောက်ကသူများကိုဝေမျှတာကောင်းတယ်လေလို့ပြန်ပြီးပြောတတ်ပေမဲ့ကြာတာတော့သူလဲဂူကားမွေပြောတာကိုစဉ်းစားရင်နဲ့ဟုတ်တာပဲသူ့အစားငါစားလို့မှမရတာငါရဲ့ငပြောသေးကြတော့ဘာလို့ကြွေးရတာလဲလို့စဉ်းစားမိလာတယ်တဲ့အဲ့ဒါနဲ့မပြီးသေးဘူးဂူကားမွေကသမင်းနေစီလဲတွားပြီးတော့မြောက်ကလေတပင်လက်တက်တယ်တော်လိုက်တာသူကအရှမ်းအသုံးကြတာပဲမင်းကကြတော့တပင်လည်းမတက်တတ်ဘူးနော်မြောက်တော့လည်းမတော်ဘူးလို့တွားပြီးတော့ပြောပြန်ရောတဲ့သမင်လေးကလည်းကျွန်တော်ကတပင်မတက်တတ်ပေမဲ့မြန်လည်းပြေးနိုင်တယ်ပြီးတော့လှပတဲ့ဥကြိုလေးရှိတယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒါကိုဂူကားမွေကမင်းပြေးမြန်တာဘာလို့ရမှာလဲတပင်မောအသီးမှမခူးနိုင်တာမင်းဥကြိုလှနေတာရောဘာမှအသုံးဝင်ပါဘူးကွာလို့ပြန်ပြောလိုက်တော့သမင်လေးကလည်းခဏကြာနေရတော့တဖြည်းဖြည်းနဲ့စိတ်အားငယ်လာပြီးမပြောနိုင်တော့ဘူးတဲ့ဒီလိုနဲ့ဂူကားမွေတွေရဲ့နေ့တိုင်းသွေးထိုးပြောစကားတွေကြောင့်တော့အုပ်ထဲမှာနေတဲ့တရိษံလေးတွေကမပြောနိုင်ကြတော့သလိုတယောက်နဲ့တယောက်ကူညီတာစီလုံးတာမျိုးတွေလည်းတဖြည်းဖြည်းနဲ့နဲလာပြီးတော့မရှိသလောက်ဖြစ်သွားတော့တဲ့တရိษံလေးတွေရဲ့မပျော်ရွှင်မှုတွေကသူတို့နေတဲ့တောအုပ်စီကိုပါတဖြည်းဖြည်းနဲ့ကူးဆက်သွားပြီးတော့တောအုပ်လေးဟာလည်းမဲမောင်းလာတယ်အပင်တွေလည်းမပွင့်တော့သလိုအသီးတွေလည်းတိတ်မသီးတော့ဘူးတရိษံလေးတွေကလည်းစိတ်ထဲမှာလည်းမပျော်တာကြောင့်ခန္ဓာကိုယ်ကပါမကြမ်းမမာနဲ့နေမကောင်းနေဖြစ်လာကြတယ်တဲ့ဂူကားကောင်တွေကတော့သူတို့ရဲ့အကြံစီတွေအောင်မြင်နေတယ်ဆိုပြီးပျော်ရွှင်နေကြတာပေါ့ငွေရန်ဆောင်ထားတဲ့ဂူကားကောင်တွေကတရက်တရိษံလေးတွေလက်တော့မှာသူတို့အချင်းဟေးတော့အုပ်ရောတော့အုပ်ထဲမှာနေတဲ့တရိษံတွေရောအကုန်ဖြက်စီးတော့မှာလို့ပြောတယ်တဲ့အဲ့နဲ့နောက်ထပ်ဂူကားမွေတကောင်ကလည်းဟုတ်တယ်သူတို့စိတ်အားငယ်နေအောင်စိတ်မပြောအောင်စိတ်ပုတ်အောင်လုပ်တာတွေအကုန်လုံးအောင်မြင်တယ်ကွာလို့ပြောတယ်တကောင်ကကြတော့လေသူတို့တော်တုံးတာပဲနော်လို့ပြောပြီးတော့မှရည်နေကြတယ်တဲ့ဟာဆိုပြီးတော့ရည်နေကြတာတဲ့အဲ့ဒါကိုအနားမှာဖြတ်သွားတယ်ဦးစီးကကြားသွားပြီဟဲသူတို့ကမွေဆိုးတွေပါလားတခြားသူတွေကိုလည်းပြောပြရမယ်ဆိုပြီးတရိษံတွေအကုန်လုံးကိုစုပြီးခေါ်လိုက်ပြီးတော့သူကြားသမျှတွေအားလုံးကိုပြန်ပြောပြလိုက်တယ်တဲ့တရိษံလေးတွေကလည်းအဲ့ဒီတော့မှအဖြစ်မှန်ကိုသိသွားပြီတော်တော်ဆိုးတဲ့မွေတွေပဲငါတို့သူတို့စကားကိုနားထောင်မိရမှားပြီသူတို့ကိုမောင်းထုတ်ကြရအောင်ဆိုပြီးဂူကားမွေတွေနေတဲ့နေရာကိုတွားပြီးတော့အားလုံးစုပြီးမောင်းထုတ်လိုက်ကြတယ်တဲ့တရိษံလေးတွေကလည်းအရင်ကလိုတယောက်ကိုတယောက်ပြန်ကူညီကြပြီးတယောက်အားမငယ်အောင်
အားလည်းပေးကြတယ်ဝေလည်းဝေပြကြတယ်တဲ့တရိษံလေးတွေလည်းပျော်လည်းပျော်သွားရောသူတို့နေတဲ့တောအုပ်ကလည်းအရှင်လိုပဲပြန်ပြီးတော့လင်းလာပြီးတော့အသီးအပွင့်တွေပြန်ပွင့်လာတယ်တဲ့ပုံမြင်လေးရတော့ဒါပါပဲကွယ်အခုမိကွန်းလေးတွေမေးတော့မယ်အစင်းသင်းဖြစ်ပြီလားပထမဆုံးမိကွန်းလေးကတရိษံနေတဲ့တောအုပ်ကလေးကဘာဖြစ်လို့တဖြည်းဖြည်းနဲ့မဲမောင်လာပြီးအပင်တွေကအပွင့်မပွင့်အသီးလည်းမသီးတော့တာလေတဲ့ဖြည်းဖြည်းပါအောင်နော်ဒုတိယမိကွန်းလေးမေးပါမယ်ဂူကားကောင်တွေကဆိုလားကောင်းလားနောက်ဆုံးမိကွန်းလေးကတော့တောအုပ်ကလေးကဘယ်အချိန်မှာပြန်လင်းလာပြီးတော့အသီးအပွင့်တွေပြန်ပြီးသီးပွင့်လာတာလေတဲ့အဲ့ဒီဟာလေးကိုလည်းဖြည်းဖြည်းပါအောင်နော်အတော်ဆုံးကလေးလေးတွေပါပဲကလေးတို့အားလုံးလည်းတတာပါနောက်ထပ်ပုံမြင်လေးတစ်ပုံနဲ့စောင့်နေပါမယ်နော်